ညီလေးညီမလေးတို့တွေကဂျပန်နိုင်ငံကိုကျောင်းနဲ့သွားဖို့စဉ်းစားနေကြတာလားကျောင်းနဲ့သွားမယ်ဆိုရင်ဒါလေးတွေတော့သိထားဖို့လိုအပ်ပါမယ်ခင်ဗျဘာတွေသိထားဖို့လိုအပ်ပါသလဲအရင်ဆုံးဂျပန်ဘာသာစကားကိုမဖြစ်မနေသင်ထားဖို့လိုအပ်ပါတယ်ခင်ဗျဂျပန်ဘာသာစကားမှာ level ဘယ်နှခုရှိပါသလဲဒါတွေရောသိထားပြီးပြီလားမသိသေးဘူးဆိုရင်ပြောပြပေးမယ်နော်ဂျပန်ဘာသာစကားမှာ N5, N4, N3, N2, N1 ဆိုပြီးစုစုပေါင်း level 5ခုရှိပါတယ်ခင်ဗျဂျပန်ဘာသာစကားကိုအခြေခံကစပြီးသင်မယ်ဆိုရင်တော့ N5 level ကစပြီးသင်ရပါမယ်ခင်ဗျဂျပန်နိုင်ငံကိုကျောင်းတက်သွားဖို့ရည်ရွယ်ထားတယ်ဆိုရင်တော့အခြေခံအားဖြင့် N5 level အောင်လက်မှတ်ရှိရင်ကျောင်းလျှောက်လို့ရပါတယ်ခင်ဗျဒါပေမဲ့ N5 အောင်လက်မှတ်ရှိုံနဲ့တော့မလုံလောက်သေးပါဘူးခင်ဗျ N4 level ကိုလေ့လာနေသူဖြစ်ရပါမယ်ပြီးတော့ N4 စာမေးပွဲကိုဖြေဖို့စီစဉ်ထားသူလည်းဖြစ်ရပါမယ်ခင်ဗျနောက်ပြီးတော့ဘာစာမေးပွဲကိုဖြေဖို့အတွက်ဖောင်တင်ထားပါတယ်လေစာမေးပွဲကြီးသွင်းထားတဲ့အထောက်အထားတွေလည်းတင်ပြပေးရပါတယ်ခင်ဗျလက်ရှိမြန်မာနိုင်ငံမှာကျင်းပပေးနေတဲ့ဂျပန်ဘာသာစကားအရေးချင်းစစ်စာမေးပွဲတွေကတော့ GLPD, NETTEC, TOEFL, GTEC, GSA စတဲ့စာမေးပွဲတွေဖြစ်ပါတယ်ခင်ဗျဂျပန်နိုင်ငံကိုကျောင်းနဲ့သွားဖို့ရည်ရွယ်ထားတဲ့ညီလေးညီမလေးတို့အနေနဲ့အခုပြောပြပေးခဲ့တဲ့စာမေးပွဲတွေထဲကမှဘယ်စာမေးပွဲကိုပဲဖြေပြီးအောင်လက်မှတ်တစ်ခုခုရရှိပြီဆိုရင်တော့ကျောင်းလျှောက်လို့ရပါပြီခင်ဗျ High Up မှာ N5 level ကိုအရင်ဆုံးတက်ပြီးတော့ N5 အောင်ပြီဆိုတာနဲ့ကျောင်းလျှောက်ဖို့အတွက်ကိုစတင်စီစဉ်ပေးပါတယ်ခင်ဗျကျောင်းလျှောက်တာနဲ့ပတ်သက်ပြီးတော့ High Up ရဲ့တာဝန်ခံများကအသေးစိတ်ရှင်းပြပေးတဲ့အပြင်အားသာချက်အားနည်းချက်တွေကိုလည်းဆွေးနွေးပြောကြားပေးပါတယ်ခင်ဗျHigh Up ကဂျပန်နိုင်ငံတိုကျိုယိုကိုဟာမာဂွန်မာအိုဆာကာနာဂိုယာရှီဇူအိုကာဖူကူအိုကာဖူကူရှီမာဆာကာစတဲ့မြို့တွေမှာရှိတဲ့ Class 1ကျောင်းတွေကိုသာအထူးချိတ်ဆက်ပြီးတော့ပို့ပေးနေပါတယ်ခင်ဗျ COE အောင်ဖို့အတွက်တရားရဂန်တို့ပေးကြတဲ့ကျောင်းတွေကိုသာ High Up ကရှောက်ပေးနေတာဖြစ်လို့အမြန်ဆုံးလာရောက်ဆွေးနွေးပြီးအနံ့ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျ2026 July intake အတွက် language school ရှောက်မယ်ကျောင်းသားကျောင်းသူများကိုစတင်လက်ခံပေးနေပြီဖြစ်လို့ N5 အောင်လက်မှတ် N4 အောင်လက်မှတ်ရှိသူများအနေနဲ့အမြန်ဆုံးလာရောက်ရှောက်ထားနိုင်ပါပြီခင်ဗျအသေးစိတ်စုံစမ်းမေးမြန်းလိုပါက0943073729ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျ Retreat က High Up ပါ